ဲသားတို့သမီးတို့ရေဒီနေ့ဆီယာမတင်မဲ့သင်ခန်းစာကြတော့ကလေးတွေကစာသင်ယူပုံတယောက်နဲ့တယောက်မတူညီကြဘူးအထူးသဖြင့်ဣမွန်အခွန်းနဲ့ကိုထက်တို့ဘယ်လိုပုံစံနဲ့သင်ရမလဲဆိုတာမသိတော့ဘူးအမျိုးမျိုးစူးစမ်းကြည့်လဲမရတော့အရှုံးပေးခြင်းစိတ်တောင်ဖြစ်လာပြီဒီနေ့လေသူတို့လေးတွေကကိုပြောတာကိုနားလဲပုံမရဘူးအဲ့လိုဆက်မဖြစ်အောင်ကိုကပဲသူတို့လေးတွေကိုနားလဲအောင်စူးစမ်းမယ်သူတို့လေးတွေရဲ့မိဘနဲ့တွေ့ပြီးတော့ကလေးတွေအကြောင်းကိုပိုနားလဲလောင်အကြံဉာဏ်တောင်းကြည့်အောင်ပါပဲဦးလေးရွှေရင်တက်ခွက်လားဆရာမလေးအရင်တိုင်းမလားရောင်စုံဂျယ်လီရောပို့ထဲမလားဆရာမလေးရဦးလေးရှေ့ဟာနဲ့သာပြောလိုက်တော့နော်ဟုတ်ကဲ့ဆရာမလေးဟုတ်ပါဝင်ပစ္စည်းတွေမတူညီကြပါမယ်အချိုးစားမှန်မှန်နဲ့တိတိကျကျရောဆက်လိုက်တော့လဲစားကောင်းတဲ့ရွှေရင်အေးဖြစ်လာတာပဲဒီညနေလေးဖြစ်ထွန်းနေအကုန်းဖေတောင်မြို့ပေါ်မှာပဲသွားရောက်နေဆရာမဟုတ်ကဲ့ပါကဲအိမွန်လေးဖေလည်းရောက်ပြီဆိုတော့အစည်းအဝေးစားလိုက်ကြအောင်လေနော်ကျမဒီနေ့ဖေဖေမေမေတို့ဖိတ်ခေါ်လိုက်ရတဲ့အကြောင်းအရာကြတော့လေအကြံဉာဏ်လေးတစ်ခုလောက်တောင်းချင်လို့ကျမကြတော့စာတင်တဲ့အခါမှာဆိုလို့ရှိရင်ကလေးတွေကိုတိထက်ပို့ပြီးတော့နားလည်သိသိချင်တယ်လေဒါကြောင့်သူတို့လေးတွေရဲ့ထူးခြားချက်လေးတွေကိုသိထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ထိထိရောက်သင်ကြားပေးလို့ရတာပေါ့ဒါကြောင့်မို့လို့ကိုယ့်ကလေးရဲ့ထူးခြားချက်လေးတွေကိုကျမကိုပြောပြပေးသွားပါအောင်ကိုထက်လေးကအတန်ကျင်နဲ့ပြောလို့မရဘူးဆရာမရဲ့သူငယ်ကသူ့ဖေကသူ့တအားအော်ဆူခဲ့တာလေအခုကျစကားအကောင်နည်းနည်းလေးကျဲလိုက်အောင်ခလေးကကြောက်စိတ်တွေပုံဘာမှပြန်မပြောနိုင်တော့ဘူးဒါဆိုလို့ရှိရင်ကျမသူနဲ့စကားပြောလို့ရှိရင်စင်ကြင်ရမှာပေါ့နော်ဒါကြောင့်မလို့သူကအမူအရာလေးနဲ့ပြပြီးတင်တာတို့ပုံလေးတွေဆွဲပြီးတင်တာတို့သဘောကျတာဟုတ်တယ်ဆရာမဆရာမအိမွန်လေးကလေဖြတ်ထိုးညံတော့ကောင်းပါတယ်ဒါပေမဲ့ तू ကတခုခုကိုအကြာကြီးအာရုံမဆိုင်နိုင်ဘူးဆရာမतू ကကြာအာရုံစိုက်ဖို့ခက်ခဲနေရမျိုးထင်တယ်နော်ဒါဆိုလို့ရှိရင်အတန်းထဲမှာကလေးတွေစိတ်ဝင်စားလာအောင်လို့လေနီးလန်းမျိုးစုံပြောင်းပြီးတော့တင်မေးကြည့်လိုက်မယ်နော်ဟုတ်ကဲ့ပါဆရာမကိုလေးဆရာမအကုန်းလေးဆိုရင်လည်းလေဘာသာစကားအခက်အခဲရှိရောတခါတလေဖြစ်တဲ့နေပြောလိုက်တာမျိုးဆိုရင် तू သိနားမယ်တကူဆရာမရဲ့ကျမတို့ဘာသာစကားနဲ့တွဲပြီးပြောပြရင်တော့လေ तू လည်းသင်ကြားသင်ယူမှုတွေမှာပိုပြီးတက်ကြပါဝင်လာပါလိမ့်မယ်လေဥပမာနားလေကြလားစေနာအိုင်မရှင်းတာရှိရင်မင်းနော်အင်းစေနာရောင်ဆန်းဦးအဲ့လိုမျိုးပေါ့ဆရာမရဲ့နားလေကြလားဆိုလို့ရှိရင်စေနာအိုင်မရှင်းတာရှိရင်မင်းနော်အင်းစေနာရောင်ဆန်းဦးโอเคကျွန်မမှတ်ထားလိုက်ပါမယ်เนาะနောက်ကကြလို့ရှိရင်အကွန်းလေးကိုလည်းအဲ့လိုမျိုးစကားလေးပြောပြီးတော့တင်ပြီးစီလိုက်မယ်เนาะဟုတ်ကဲ့ပါဆရာမကဲဒီနေ့တော့ကိုထက်ရောသမီးတော်ကဆရာမနဲ့အတူတူစကားပြောစရာမလိုပဲနဲ့ပုံဆွဲရင်တင်ကြမယ်เนาะဒါလေးကဒီမှာနေလုံးပုံဆွဲပေးရမယ်ဆွဲပေးပါအောင်ဆရာမလဲမအဝိုင်းအကြီးကြီးဝိုင်းမေးနေလုံးပုံစံလေးမီလေးအမေခဲနဲ့ချပြီးတော့ဆရာမနဲ့အတူတူဒီမှာသူများရဲ့ကြပြဖတ်နေတူတူဖက်ကြည့်ကြအောင်လေနော်ပြီးပါအောင်မီလေးတို့ကဲလားဆရာမနဲ့အတူတူတစ်ခေါက်ဖတ်ပြီးရင်နောက်ထပ်အတူတူထပ်ပြီးတော့ဖက်ကြည့်ကြမယ်နော်လာဒီနေ့အတူတူဖတ်မဲ့ကြပြလေးကကြတော့လဲဆောင်တယ်တဲ့နာမည်လေးကလဲဆောင်တယ်တူဆိုမယ်နော်မိုးရီတက်ရီတဖွေးဖွေးမိုးရီတက်ရီတဖွေးဖွေးနှစ်တလီဆိုရင်နှစ်နလီဂုံးလေနားလေလားတင်နာအိုင်မရှင်းတာရှင်းမင်းနော်ဆရာမအင်ဂျင်နာရောင်စမ်းဦးကဲတူတူဆက်ဆိုကြမယ်နော်ကဲဆက်ဆိုမယ်နော်နှစ်လေးလီဆိုရင်နှစ်ငါးလီအမကြီးမတက်တဲ့စားကြည့်ပါအောင်။ဟိုတားလေးရောင်စုံကြောက်ကြောတွေအများကြီးထည့်ထားတာပဲ။ဆရာမတော့စားကြင်သွားပြီကွယ်။ကလေးတွေရဲ့ပင်ကိုစိတ်မတူတာလေးတွေကိုတေချာနားလည်ဖို့မကြိုးစားဘဲနဲ့ကိုဖြစ်စီခြင်းနဲ့ပုံစံခွက်ထဲကိုဝင်အောင်ကျမလှုပ်ယူနေမိခဲ့တယ်။သူတို့လေးတွေရဲ့မတူညီတဲ့ကိုပိုင်ဟန်လေးတွေကိုရောဆက်ပေးနိုင်မယ်ဆိုရင်အချိုမိန်ဆုံးနဲ့ရင်ကိုအေးမြစေတဲ့ရွှေအေးတစ်ခွက်လိုတင်ယူပျော်ဝင်းကျင်လေးတွေဖြစ်လာမှာသိကြပါတယ်။